အားလုံးပဲမင်္ဂလာပါကျမတို့ရဲ့ Indiana Kitchen Baptist Church မှာတနစ်လင်းတစ်ကြိမ်ဖျားเจ้าရံပုံငွေအနေဖြင့်နှစ်စဉ်တိုင်းကျင်းပပြုလုပ်သောဈေးရောင်းပွဲတော်ကြီးကိုလာမီဩဂတ်လ10ရက်2026စနေနေ့မနက်7:00 နာရီမှညနေ9:00 နာရီထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းမိတ်ဆွေတငယ်ချင်းများအားလုံးလာရောက်အားပေးဖို့ရန်လေးစားလျက်ဖိတ်ကြားအပ်ပါတယ်ဈေးရောင်းပွဲတော်တွင်ရောင်းချသွားမည့်အစားအစာများမှာနန်းကြီးတုပ်ရှမ်းခောက်ဆွဲမုတ်ဟင်္ကာဝန်ထမီအမဲသားကချင်ချက်ဝတ်သားတုပ်ထိုးကြာဆန်ကျော်တမ်ပေါက်ချက်စီသမင်းငါးကချင်ချက်ဝတ်ကောင်းတုပ်အမဲသားခရီးစာစုပလက်ချောင်းကျော်ငပိကျော်ကောက်ငင်းငချိတ်ပဲပြုတ်မုတ်ဖတ်ထုပ်ပေါက်စီအကျော်စုံနဲ့ရွှေရင်အေးတို့ဖြစ်ပါတယ်အားလုံးပဲလာရောက်အားပေးဖို့ရန်အတွက်ဖိတ်ကြားအပ်ပါတယ်ဈေးရောင်းပွဲတော်ကျင်းပမည့်နေရာနဲ့ဆက်သွယ်ရမည့်ဖုန်းနံပါတ်ကိုလည်းဒီဗီဒီယိုမှာထည့်သွင်းကြေညာထားပါတယ်အားလုံးအပေါ်ဖျားသခင်ကောင်းချီးပေးပါစေလို့ခရစ်တော်ဘုရားနာမတော်အားဖြင့်ဆုတောင်းမေတ္တာပို့ပါတယ်